တိုင်းမယ်ဆိုလို့ရှိရင်ပထမဦးဆုံးနော်ပထမဦးဆုံးမတို့ဘာတိုင်းပါလဲဆိုတော့ခက်ဆိုးကပြောသွားတယ်ရင်ပတ်လေပေါ့နော်ရင်ပတ်လေကိုပထမဦးဆုံးတိုင်းမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်တွေတိုင်းမယ်ဆိုလို့ရှိရင်ပုံမှန်လောက်ရမှာကဘာလောက်ရမှာလဲဆိုတော့ခါကျိုးလေးချီရမယ်ဒီမှာချီပြထားရနော်ခါကျိုးလေးချီရမယ်အဲ့ဒါနော်အဲ့ဒီကြတော့မှဒီခါကျိုးကအရေးကြီးတယ်ခါကျိုးလေးချီပြီးတော့မှမတို့တိုင်းမယ်ဘာလို့လဲဆိုတော့အဲ့ခါကျိုးလေးချီပြီးတိုင်းတော့မှမတို့ကအပြင်းမှန်နေလေတကယ်အပြင်းမှန်နေကိုရမှာဖြစ်တယ်နော်အဲ့တော့ခါကျိုးလေးကိုဘယ်လိုချီမလဲဆိုလို့ရှိရင်တချို့ကဟိုခန္ဓာကိုယ်မှာနည်းနည်းဘိုက်ထွက်တဲ့လူမျိုးဘာလို့ပေါ့နော်အဲ့လိုမျိုးပေါ့အခုမတို့လူမျိုးပေါ့နော်နည်းနည်းဘိုက်ထွက်တဲ့လူမျိုးလို့ဆိုလို့ရှိရင်မတို့ကသူ့ရဲ့ချက်တဲ့နေရာမှာလည်းချက်မိလိုက်တယ်ပြီးတော့မှအဲ့ချက်နေရာကိုမတို့ကဥထူပြီးတော့ချက်အပေါ်လေးနည်းနည်းကိုဒီလိုလေးတင်ပြီးတော့ခြိလိုက်မယ်ကျိုးလေးကိုလေကျိုးလေးကိုဒီလိုလေးတင်ပြီးတော့ခြိမယ်အဲ့မှာနည်းနည်းကြက်ကလေးပေါ့နော်သူ့ရဲ့ခန္ဓာကိုယ်အဲ့ချိန်မှာအရန်ကြီးလည်းသူ့ကိုဘိုက်ကြီးတအားကြီးရှက်ထားပါညာအဲ့လိုမလုပ်ရအောင်ပုံမှန်လေးပဲနော်ပုံမှန်လေးပဲတင်းရုံလေးပဲသူ့ကိုခြိမယ်တင်းရုံဆိုတာလေအရန်ရော့ကြလို့လည်းမရဘူးအဲ့မှာရော့ကြရင်အဖြေတွေမှားတယ်နော်အဲ့ချိန်မှာဒီလိုလေးတင်းတင်းလေးခြိလိုက်ပြီးခြိပြီးတဲ့ခါကျလို့ရှိရင်မတို့ကအဲ့ဒါလေးကိုဒီလိုလေးဆွဲချနော်ဒီလိုလေးဆွဲချလိုက်တဲ့အခါမှာသူ့ရဲ့ဆွဲချလိုက်တဲ့အခါမှာသူ့ရဲ့အဲ့တဲ့အသိဆုံးနေရပါတော့ဒီခါရဲ့အောက်ကိုမကြတော့ဘူးကွာဒီမှာတင်းခံနေပြီဒီမှာထောက်နေအဲ့လိုမျိုးဆွဲချလိုက်လို့လုံးဝအဆုံးသားကိုရောက်သွားတာပေါ့ဒီခြိထားတဲ့ဥစ္စာကအောက်ကိုမကြတော့ဘူးပေါ့မကြနိုင်တဲ့အဆုံးအောင်အဲ့နေရာကိုခါလို့တတ်မှတ်ပြီနော်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီနေရာကိုမတို့ဒီလိုမျိုးချလိုက်ပြီးအဆုံးထိနော်ဒီလိုပုံစံမျိုးလေးရပြီဆိုလို့ရှိရင်မတို့အဲ့ကြတော့မှနောက်ကိုလည်းပတ်လေကိုလည်းအဲ့လိုပဲနောက်မှလည်းဒါလေးနဲ့တိတိလေးဖြစ်ရမယ်ခန္ဓာကိုယ်တကယ်ခန္ဓာကိုယ်မှာလည်းဒီတိုင်းပဲနော်ဒီလိုမျိုးလေးတိတိလေးဖြစ်ရမယ်ဒီကိုကြီးကအောက်ကိုကြာနေရလည်းမဖြစ်ရဘူးအပေါ်ကိုကြာနေရလည်းမဖြစ်ဘူးဒီခါရဲ့တိတိလေးဆိုတိတိဝိုင်းဝိုင်းလေးကိုမှန်းပြီးတော့ခြိလိုက်တယ်ခြိပြီးတော့အဲ့လိုလေးဆွဲချပြီးတော့အောက်ကိုမကြနိုင်တော့တဲ့အထိချလိုက်တယ်ချပြီးတဲ့ခါကျတော့မှအမတို့ကအဲ့ခါကျတော့မှတိုင်းမယ်နော်အဲ့တော့ပထမဦးဆုံးအမတို့ကရင်ပတ်လေတိုင်းရအောင်ရင်ပတ်လေတိုင်းမယ်ဆိုလို့ရှိရင်လည်းအဲ့တိုင်းနဲ့ငင်ကိုကြမ်းကြားလေးတွေကနေပြီးတော့တေကျိုးကိုထည့်လိုက်မယ်ထည့်ပြီးတဲ့ခါကျလို့ရှိရင်တေကျိုးလေးကဒီလိုပုံစံလေးနော်ဒီလိုပုံစံလေးဆိုတာဥမာဒီမှာကြည့်လိုက်ဆိုလို့ရှိရင်ဒီတက်တန်းလေးဖြစ်နေရမယ်ဒီလိုတန်းလေးဖြစ်နေရမယ်နော်ဒီဘက်ကိုကြည့်လဲတန်းရမယ်ဒီဘက်ကိုကြည့်လဲတန်းရမယ်နောက်တစ်ခါနောက်ကျောကိုကြည့်လဲနောက်ကျောလေးကတန်းနေရမယ်ဒီလိုမျိုးအောက်ကိုရှောနေရလည်းမဖြစ်ရဘူးအပေါ်တက်နေရလည်းမဖြစ်ရဘူးအဲ့လိုတန်းလေးဖြစ်သွားပြီဆိုတော့မှအမားတို့ကအဲ့ဒီနေရာလေးကိုနော်ဒီလိုတန်းလေးဖြစ်သွားပြီဆိုတော့မှအမားတို့ကအဲ့နေရာလေးကိုလက်ကလေးတစ်လုံးခံမယ်လက်ကလေးတစ်လုံးခံပြီးတော့သူ့ရဲ့အဖြေကိုမှတ်လိုက်မယ်နော်သူက84ဆိုလို့ရှိရင်ဒီမှာဓမ္မဥဆုံးရင်ကွက်မှာ84ဆိုတဲ့ဟာလေးမှတ်လိုက်မယ်နော်ဒါဆိုလို့ရှိရင်ရင်ဖြေလေးရပါမယ်ပြီးတဲ့အခါကျတော့ခါလေးအဲ့တိုင်းနဲ့ခါကိုပတ်လိုက်မယ်လိုက်ပြီးတဲ့အခါကျတော့သူ့ရဲ့ခါဖြေလေးပေါ့နော်အဲ့လိုပဲတိတိလေးပဲပြရမယ်နော်ဒီခုနကတိုင်းသွားတဲ့ပုံစံမျိုးတိတိလေးရသွားပြီဆိုတော့မှခါဖြေလေးနဲ့သုံးလေးခံပြီးတော့တိုင်းလိုက်မယ်ဒီလိုဆိုလို့ရှိရင်ခါဖြေလေးရပြီဆိုလို့ရှိရင်ရတဲ့ခါဖြေလေးဒီမှာရေးလိုက်မယ်တယောက်ကတိုင်းနေဆိုလို့ရှိရင်အောက်ကတယောက်ကလိုက်ရေးပေးတာတော့အဆင်ပြေတယ်နော်တယောက်ကိုလိုက်ပြီးတော့ကိုကပြောလိုက်တဲ့ဥစ္စာလေးတွေကိုတယောက်ကလိုက်မှတ်ပြီးပေါ့နော်မဟုတ်ဆိုတစ်ခုချင်းဆိုလို့ရှိရင်မှတ်လိုက်တန်းလိုက်ဆိုတော့အလုပ်ကိုချုပ်တယ်လေတကယ်လို့မရှိဘူးဆိုရင်တော့လည်းကိုယ်ပုံမှန်ပေါ့ကွာနော်ပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ဘိုက်ဆိုတာကမတို့ပြင်ရဲခါရဲကြားတဲ့ကိုမတို့ကဘိုက်လို့တတ်မှတ်တယ်နော်ပြင်ရဲခါရဲကြားတဲ့သူလည်းအဲ့လိုပဲတန်းလေးပေါ့နော်တန်းလေးရသွားပြီဆိုလို့ရှိရင်မတို့ဘိုက်တဲ့အဖြေလေးအဲ့မှာတိုင်းလိုက်မယ်နော်ဘိုက်တဲ့အဖြေလေးမှတ်လိုက်မယ်ပြီးရခါကြလို့ရှိရင်ပြင်ကိုတိုင်းတဲ့ခါကျတော့မတို့ကဒီလိုမျိုးဘေးဘက်ကနေပြီးလှည့်ပြီးတော့တိုင်းမယ်နော်ဘေးဘက်ကနေလှည့်ပြီးတော့တိုင်းလိုက်မယ်ဒီလိုတိုင်းလဲဆိုရင်သူ့ကိုကြတော့ပြင်ရဲ့အမိုးအမောက်ဆုံးနေရာကိုမတို့ကရှာမှာလေပြင်ရဲ့အမိုးအမောက်ဆုံးနေရာကိုရှာမှာဖြစ်တဲ့အတွက်ကြောင့်ဘေးဆောင်လေးကနေလိုက်မယ်တိုင်းတဲ့ဒီကခန္ဓာကိုယ်နည်းနည်းထည့်ခိုင်းနိုင်မယ်ပေါ့နော်ထည့်ခိုင်းပြီးတဲ့ခါကျတော့မှအဲ့လိုဘေးဆောင်လေးကနေပြီးတော့သူကဒီလိုလေးကြည့်လိုက်တာပေါ့ဘေးတိုက်ကလေးကြည့်လိုက်လို့ရှိရင်သူ့ရဲ့တင်မိုးမောက်ဆုံးနေရာလေးနော်ဒီလိုလေးဘေးတိုက်ကြည့်လိုက်လို့ရှိရင်တင်အမိုးအမောက်ဆုံးနေရာလေးကိုတွေ့ရမယ်အဲ့ဒီနေရာရဲ့ပတ်လည်လေးကိုတိုင်းမယ်နော်အဲ့ဆိုလို့ရှိရင်တင်အစီအမှန်ရနော်ဟုတ်ပြီနောက်တစ်ခုကပါလဲဆိုလို့ရှိရင်တင်မြင့်ကိုကြတော့မတို့ဒီခါနေပြီးတော့သူ့ကိုလည်းဘေးတိုက်ပဲအဲ့လိုပဲသူ့ကိုလည်းဘေးတိုက်ပဲ
၄တိုက်ပဲဆိုတော့၄တိုက်ကြည့်ပြီးတော့ဒီခါလေးမှာခါအမှတ်မှာမတို့ထောက်လိုက်တယ်ဒီခါမှတ်ကလေးမှာထောက်လိုက်တယ်ထောက်လိုက်ပြီးခါကျရင်၄တိုက်ကြည့်မယ်အမိုးအမောက်ဆုံးနေရာလေးအမိုးအမောက်ဆုံးနေရာလေးကိုမှာတော့တင်အမြင့်လို့ထိုင်နော်ဒီကနေပြီးတော့ဒီခါနေရာလေးကထောက်လိုက်တယ်နော်ဒီကနေကြည့်လိုက်မယ်၄တိုက်ကြည့်လိုက်မယ်တင်အမိုးအမောက်ဆုံးနေရာလေးကိုမှာတော့ဒါတင်အမြင့်လိုက်လို့မှတ်လိုက်နော် တို့ရတဲ့ဖြည့်တင်အမြင့်နေရာမှာမှတ်မယ်ပြီးရခါရင်ပတ်လဲရင်ပေါ်ပတ်လဲပြန်လိုက်မယ်